ပင်လယ်ပြင်ထဲမှာဇလုံးအကြီးကြီးတစ်ခုမျောနေတယ်လို့မျိုးလှေမျိုးကိုမြင်မှုကြလားဒါကတော့ဗီယက်နမ်နိုင်ငံရဲ့အထင်ရကရိုးရလှေတစ်မျိုးဖြစ်ပြီးတောင်းလှေလို့ခေါ်ကြပါတယ်ကျွန်တော်တို့မြင်နေကြလှေအများစုကအလျားရှည်ရှည်နဲ့ထိတ်ကျွန်းကြပြီမဲ့ဒီလှေကတော့ဝါးနဲ့ရထားတဲ့တောင်းအကြီးကြီးတစ်ခုလိုမျိုးလုံးဝကိုဝိုင်းဆက်နေတာပါဒီလှေဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဒေတာတွင်ရာဇဝင်လေးတစ်ခုလည်းရှိပါသေးတာပြင်သစ်ကိုလိုနီခေတ်တုန်းကတာမန်လီတွေကိုအခွန်အကြီးကျယ်ကောက်ခံခဲ့လို့ကမ်းခြေနားမှာနေတဲ့တံငါသည်များစုကမတတ်နိုင်ကြဘူးလေဒါကြောင့်သူတို့ကဝါးတွေကိုအဝိုင်းလိုက်တောင်းအကြီးကြီးတွေဖြစ်အောင်ရက်လို့ပြီးရေမဝင်နိုင်တဲ့ပစ္စည်းတွေနဲ့တုပ်လင့်လိုက်ကြတယ်ဒီလိုနည်းနဲ့သူတို့ဟာရေပေါ်မှာမျောနိုင်ပြီးတာမန်လီတွေနဲ့လည်းပုံစံမတူတော့တဲ့အရာကိုဖန်တီးခဲ့ကြတာပေါ့ဗီယက်နမ်နဲ့တောင်းလီတွေဒီလောက်ခေတ်စားလာရတဲ့အကြောင်းရင်းတွေကတခုကဒါကြောင့်လို့လူအချို့ကပြောကြတယ်ကြည်ရတာဇလုံးကြီးတစ်ခုလိုဖြစ်နေပေမဲ့ကန်နီငါဖန်လုပ်ငန်းတွေအတွေ့တော့တကယ်ကိုအသုံးတဲ့ပါတယ်သူ့ရဲ့အဝိုင်းပုံတရံကရေလိုင်းတန်ကိုညီမျှစွာခုခံနိုင်ပြီးရေတိမ်ပိုင်းမှာပဲအထိုင်ကျလို့ရေတိမ်ပိုင်းဒေသတွေသဲတောင်ပြင်တွေနဲ့အုံတော်ကြားကရေမြောင်းနေတဲ့အထိအလွယ်တကူသွားလာနိုင်ပါတယ်ဒါပေမဲ့အဝိုင်းပုံဆိုင်လေမှာအားနည်းချက်တစ်ခုတော့ရှိတယ်ဗျအလျားရှိတဲ့လေတွေလို့အဖြောင့်အတိုင်းသွားဖို့မလွယ်ကူတာပါပဲတကယ်လို့ခတ်နီးမတိုင်ရင်တော့လေကရှေ့မတိုးပဲစီးဝိုင်းအတိုင်းပတ်ချလဲနေမှာပါဒါကြောင့်လဲဒေသခံတငါတွေဟာလှေဥတီချက်ကိုထိန်းချောင်းဖို့အတွက်တီးတန့်လှေခတ်နီးစနစ်တစ်ခုကိုတုံးကြပါတယ်စိတ်ဝင်စားဖို့ကောင်းတာကတချိန်လုံးကငါးဖမ်းဖို့ပိုက်ဆွဲဖို့နဲ့ကမ်းခြေနဲ့လှေအီးတွေကြားကူးတန်းဖို့ပဲတုံးခဲ့တဲ့ဒီလေတလေးကအခုချိန်မှာတော့ဗီယက်နမ်ရဲ့နာမည်ကြီးခရီးသွားလုပ်ငန်းအတွေ့အကြုံတစ်ခုဖြစ်နေပါပြီခရီးသွားတွေဟာလှေထဲမှာထိုင်လိုက်ယူနေမဟုတ်ဘဲလှေလော်သမားတွေကအုံတော်တွေထဲလော်ခက်ပေးပြီးတခါတရံမှာတော့လှေသလုံးကိုဂျင်းချလဲသလိုမျိုးအရှိန်ပြင်းပြင်းလှည့်ပြတတ်ကြပါသေးတယ်တကယ်လို့တုံငယ်ချင်းတို့အနေနဲ့အခွင့်အရေးရရင်ကောလီလီကိုစီးကျင်ကြလားဗျာ comment ထဲပြောခဲ့ဦးနော်